ငါးနှစ်တာကြောင်ပြောခွင့်နေခဲ့တဲ့ USC ရဲ့သမိုင်းဝေကစားသမားကြီးကော်နမဂရီကော်တယောက်အော်တကွန်ကျိုးဝိုင်းတဲ့ကိုစူလိုက်ဆက်တဲ့ရဲ့ USC 329မှာတရားဝင်ပြန်လာတော့မှာပါသူနဲ့ရင်ဆိုင်ရမယ့်သူကတော့တခြားသူမဟုတ်ပါဘူးသမိုင်းဝေပြန်ပဲဟောင်းကြီးမဲဟောလိုဝေးပါပဲအားလုံးကမင်းနေကြတယ်နေရာတွေအသက်အရွယ်တွေနဲ့ငါးနှစ်တောင်ဝေးကွာနေခဲ့တဲ့တော်နထိုးရီရဲ့တရားတကယ်ပဲအီလိုချမ်းပြနိုင်ပါဦးမလားဒီပွဲမတိုင်ခင်စနေစင်းသွေးဆုံပွဲမှာကော်နာဘော်ဒီပြောသွားလဲဆိုတာတူကြည့်လိုက်ရအောင်ကော်နာကသူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးအခုလိုဖွင့်ရခဲ့ပါတယ်လွန်ခဲ့တဲ့နေ့တွေကဒဏ်ရာတွေကိုကူးသားရတဲ့တကယ်မလွယ်ကူခဲ့ပါဘူးဒါပေမဲ့အခုတော့ကျွန်တော်ရနှုံးပြီးပြန်ကောင်းသွားပါပြီလူကနေချီချင်းဝူတီတိုက်တေနီယန်တန်ချောင်းထဲထားတာမလို့တကယ်ကိုခိုင်မာနေပါပြီအခုကျွန်တော်စိတ်ဓာတ်ကတာမီနေတာတယောက်လိုပါပဲလူတွေရဲ့ခေါင်းထဲမှာကျွန်တော်ခြေတော့ကျိုးသွားတဲ့ပုံရိပ်ဆိုးကြီးရှိနေတာသိပါတယ်အခုအဲ့ဒီပုံရိပ်ကိုဖက်ပစ်ပြီးပန်ဘက်ကိုလည်းထိုးပြမဲ့ပုံရိပ်တီးတစ်ခုကိုချပြဖို့ကျွန်တော်ပြင်ဆင်ထားပါတယ်ဒါအပြင်သူကဒဏ်ရာရတာကိုခန္ဓာကိုယ်ရဲ့ဆက်ကန်တရားတွေနဲ့ကိုပြန်လဲရှာဖွေတွေ့ရှိဖို့ပြင်ဆင်တကူပြီးဖိပက်သမျှအရာအလုံးဟာအကြောင်းရင်းရှိလို့ဖြစ်တယ်ပါလို့ယုံကြည်နေပါတယ်ဒါပေမဲ့ USC ရဲ့ကန်နဝီနေဖီတက်ခဲဆိုနာနဲ့ Brian Campbell တို့ကတော့ဒီချီနေပေါ်တော်လေးတန်တရားဝင်နေကြပါတယ်ခဲဆိုနန်ကတော့ခုလိုသုံးသပ်ထားပါတယ်။ကိုနာကတကယ်ကိုကြီးမားတဲ့ຢာတစ်ခုကိုစင်ခေါ်နေတာပါ။ပထမဆုံးချက်ကသူရခဲ့တဲ့ဒဏ်ရာဟာကျွန်တော်မင်ဖူးသမျှထဲမှာအဆိုးဆုံးဒဏ်ရာပါ။ဒုတိယချက်ကသူဟာအရင်လိုကောင်းဆုံးရွယ်မဟုတ်တော့ပဲဝိတ်တန်းအတိတစ်ခုမှကစားရမှာဖြစ်ပြီးဒါဟာသမိုင်းတစ်လျှောက်ဘယ်သူမှမအောင်မင်ဖူးတဲ့အရာပါ။နောက်ပြီးသူဟာငါချီပွဲကိုကစားဖို့လည်းမဲထိုးထားတာဖြစ်လို့တကယ်ကိုခက်ခဲတဲ့တောင်ကုန်းရှိတစ်ခုကိုတည်ရတယ်လို့ပါပဲသူရဲ့ပြန်ပဲမဲ့ခလိုဝေးကတော့ကော်နာနာယူတဲ့ငါးနှစ်အတွင်းမှာပွဲပေါင်းခုနှစ်ပွဲအထိကစားထားပြီးတဲကြွနေသေးပါဒါပင်ကော်နာဟာအခုဆိုလိုက်မှာတဲဆုံဆရှင်းနေရှိတော့မှဖြစ်ပြီးခဲ့တဲ့10နှစ်အတွင်းမှာနိုင်ပွဲတစ်ပွဲပဲရှိခဲ့တာကြောင့်ဂင်းကနန်းတွေရတော့သူ့တဲ့တကယ်ကိုချင်းနေမကောင်းပါဘူးလောင်ကစားတိုင်တွေရဲ့အဆိုအရမဲကလိုဝေးကအနိုင်ရဖို့အလိုရင်ပန်းစားနေပါတယ်သူတို့သတ်မှတ်ထားတဲ့အလေးတာမှု -245 အရဆိုရင်ဟော်လိုဝေးအနိုင်ရဖို့အလွန်တီချာနေတယ်လို့တောင်ပြောလို့ရပါတယ်ဒါကြောင့်မက်ဂရီကောအနေနဲ့ဒီပွဲမှာနိုင်ရဖို့ဆိုရင်မပြမနေလိုအပ်တဲ့ခွင့်ရတစ်ခုခုကိုပဲအားကိုးရတော့မယ့်အခြေအနေမျိုးပါကော်နာတာနိုင်မယ်ဆိုရင်မထမချီမှာတင်မြဲဆန်ဆန်နဲ့ပင်သတာလဲထိုးကေဦးနိုင်မှပဲရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူကပထမချီမှာတီချပင်းထန်တဲ့ဘဲဝေးလက်တီကိုကောင်းပြီးလို့နိုင်စွမ်းရှိနေသေးလို့ပါ။ဒါပေမဲ့ပထမချီတဲ့ကြော်သွားရင်တော့မဲခလိုရဲ့မောပန်းချင်းမရှိတဲ့ခံနိုင်ရည်ခန္ဓာကိုယ်ထိုးနဲ့တက်ခိုက်မှုတွေကြောင့်ကော်နာအတွက်တကယ်ကိုနာကျင်စရာကောင်းတဲ့ညဖြစ်လာပါလိမ့်မယ်။ဒါအပြင်2013ခုနှစ်ကသူတို့ပထမဆုံးဆုံခဲ့တုန်းကမဲဂလိုဝေးဟာအသက်20အရွယ်လူငယ်လေးပဲရှိပါသေးတယ်။အခုတော့သူဟာ USC ရဲ့ကန်နဝေအဆင့်ဖြစ်နေပါပြီ။ငွေကြီးရောကြော်ကြားမှုပါသူထိရောက်နေပြီးသားကော်နာတယောက်အခုလိုအန်တရည်များတဲ့ပွဲကိုဘာလို့ပြန်တက်လဲဆိုတာစဉ်းစားစရာပါ။ဒါပေမဲ့ဒါဟာကော်နာဘရီကောရဲ့သွေးထဲကတိုက်ခိုက်လို့စိတ်ကြောင်းပဲဖြစ်ရပါမယ်။ကမရတော်ခဲ့တဲ့ဒီပွဲကြီးထဲမှာတနထိုရီရဲ့ကော်နာမီဂရီကောကပဲပထမချီမှာလဲထိုးပြသွားမလား။ဒါမှမဟုတ်မဲဂလိုဝေးကပဲပွဲကိုထိန်းချုပ်ပြီးကလစားချီသွားမလားအစီတို့ရဲ့ထင်မြင်ချက်ကိုအောက်ကကောမြို့မှာရေးပေးခဲ့ကြပါဦး USC 329ကိုစူနိုင်လာဆက်တဲ့မှာစောင်းမြောက်ကြည့်ရှုလိုက်ရအောင်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မေးနေအောင်တော့နောက်ထပ်ဗီဒီယိုများပြန်တွေ့ကြမယ်